အားလုံးပဲမင်္ဂလာပါရှေ့တို့ကနေကြိုးဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမှာကတော့ဆရာခက်စောရေးသားထားတဲ့ The Rebels of Anya 1920s ရဲ့အခန်း3ပဲဖြစ်ပါတယ်ဗီဒီယိုလေးစလိုက်ကြရအောင် The Rebels of Anya 1920s အခန်း3မြက်လေးပန်းတို့ရနံ့ကဝင်းလက်စနေအောင်အောက်တွင်လိုက်ခနေစံဖဲကတကြီးဥရပိုင်းချမ်းရှိတွင်ရက်လျက်ချီတုံချတုံတကြီးအိမ်ဝင်းအတွင်ရေတွင်းတွင်ထမိန်ရင်ရှားဖြင့်ရေငင်နေသောမိမပြိုတူကြောင့်ဝင်းရကောင်းတို့မကောင်းတို့သူတွေးနေခြင်းပင်အသက်18နှစ်တာတာပင်ရှိအောင်မည်မိန်းကလေးအုပ်လုံးသိမ့်ပြီးစသပင်အုံထူထူကြီးအောက်မှာဝင်းဖန့်ဖန့်မျက်နှာလေးတစ်ခုညာဘက်ပါပြင်ပေါ်မှာစပယ်တင်မှဲ့ကလေးကြနေထိုးထားသည့်လက်မောင်းအိုးတွဲလျက်ရာလေးများရေတွင်ဆက်သီးကြိုးကိုဆွဲတင်လိုက်တိုင်းရင်ရှားထားသည့်ထမိန်ကလေးမှာတင်းသွားလိုက်ပြေလျော့သွားလိုက်ဘေးတိုက်ကြည့်လျင်ပင်ပေါ်လွင်တိတာနေသည့်အောက်နှခမ်းဖူးဖူးတွဲတွဲလေးများကိုစံဖဲငေးနေမိသည်ကိုဘိုအေအုပ်ပေါင်းပေါင်းလို့ဒုချောင်းနဲ့လန်ကိုရှောက်တယ်ကိုဘိုကေအုပ်ပေါင်းပေါင်းလို့ဒုချောင်းနဲ့လန်ကိုရှောက်တယ်အနောက်ဘက်မှဘွားကနေထွက်ပေါ်လာသောမိန်းကလေးတစု၏အတန်းကြောင့်ရေခတ်နေသောမိမပြိုမှာခြံဝသို့လှန့်ကြည့်လိုက်သည်စီယိုဝမျက်လေးပန်းယုံနဘေးမှသူ့အားကြည့်နေသောဘိုကေနှင့်လူအကြည့်တို့ကခတ်ဆူဆူစံဖဲလဲအယောင်ယောင်အမမဖြင့်သူ့နောက်ဖက်အတန်လာရသို့လှည့်ကြည့်လိုက်သည်ရေအိုးကိုစီဖြင့်သူ့တက်တဲ့လျှောက်လာနေသောရွာကာလာသမီးတတိုင်စံဖဲချောင်းနေသည်ကိုလူမိသွားသည်မို့စံဖဲလဲတကြီးချမ်းဝကိုကြော်လျက်ရှေ့သို့ခတ်သွက်လျှောက်လိုက်တော်သည် High School ကျောင်းသားရဲ့ကောလိပ်ကျောင်းသားရဲ့နေရှင်နဲ့ကျောင်းသားရဲ့ဟာဟာဟာစံဖဲကမပြေုံတမဲရွာသူတို့ကလည်းခစ်စားနေသည့်ချန်ပီယံမက်ကြီးအောင်၏ကိုလေးအိုးသချင်းကိုတမ်းမြိုင်ဆိုကားဖြင့်တဝါဝါတဟားဟာရှက်စိတ်ကြောင့်စံဖဲရင်တွေတဒိန်ဒိန်ခုန်သည်လူကလည်းချီဦးတရားခတ်သွက်သားရှောက်လာလိုက်၏အတော်လေးကြာကြာရှောက်ပြီးနောက်လက်ကသိန်းရိုးများကိုတွေ့မှရွာပြင်သို့ပင်သူရောက်နေကြောင်းသိလိုက်ရတော့သည်ရှေ့မှလဲခွင်းမြင်ကအမောင်အတီးစေးအနက်လောင်းထားသည့်ကင်းဘတ်စာတစ်ခုနှင့်စံဖဲပျော်နေသည်လားစိတ်လှုပ်ရှားနေသည်လားသူ့ကိုယ်သူမသိတော့လက်ကသိန်းတစ်ခုပေါ်ထိုင်ချလိုက်မိသည်အောက်နှခမ်းတွဲတွဲလေးများဝင်းဖန့်ဖန့်သူ့မျက်နှာပြီးတော့လက်မောင်းကလေးများ၏လှုပ်ရှားဟန်ပြီးတော့သူ့ကိုအံ့ဩတကြီးကြည့်လိုက်သည့်မျက်လုံးဝိုင်းဆက်ကလေးများဟာကွာဟာဘာရဲ့မသိစံဖဲရင်နဲ့လှိုက်ခနဲ့ဦးမြူးသွားသဖြင့်ထရဲလိုက်တော်သည်ဟေးကသိန်းမော်ကဘသူလဲကွလောက်လေးနဲ့လှမ်းပြလိုက်မယ်ပြောစမ်းခက်လှမ်းလဲဆောင်တဲပေါ်မှာလှမ်းအော်သည့်အတန်စံဖဲဦးမြူးနာလေးခဏရက်သွားသည်ဟေးမင်းနေတယ်လေကွာလူလားလူဆိုထုနော်မဟုတ်ရင်လောက်လေးနဲ့စော်မငါအစိုးမစိုးနဲ့ကျုပ်ပါစံဖဲပါဟာနစ်မေလို့တဲတန်မှစဲတန်ထွက်ပေါ်လာပြီးနောက်လောက်လေးပြစ်တန်ထွက်ပေါ်လာသည်စံဖဲ၏ဘေးနားမှလောက်စလုံးများကဝိကနေဖြတ်သွား၏တလုံးကစံဖဲ၏နှထင်ကိုလာမှန်သည်နောက်ထပ်တလုံးကနှစ်ဖူးတဲ့တယ်စံဖဲမြေပြင်တွင်ဝစ်လိုက်ရ၏ဟဲ့လူကျုပ်စံဖဲပါဆိုမပြစ်ပါနဲ့ဗျကျုပ်ဦးဘိုးသိန်းဒေါ်ရှင်မဲတို့ရဲ့သားပါစံဖဲကသူ့ခေါင်းပေါ်မှာအဆက်မပြတ်ဖြတ်သွားနေသည့်လောက်စလုံးများကြားမှအော်ပြောသည်လောက်စလုံးများရက်သွားပြီခုနပြောတာဘသူသားဦးဘိုးသိန်းရှင်စံမဲလို့ဘယ်ဘိုးသိန်းလဲသူ့ခေမမလာတန်းနဲ့တိတ်တိတ်ပုံဖြစ်နေတဲ့နသိုးဘိုးသိန်းလား
ဖះအကျယ်ကြီးအော်ရှိခိုးပြီးထိုင်းဆိုင်တန်းပြေးတဲ့ဂုံကြီးနယ်သားခွက်ပုံးဖိုးသိမ့်လားဟာသူပင်တေချာမသိသည့်ဖခင်ခုံမုံများကြောင့်စံဖဲဟကနေပင်ဖြစ်သွားသည်ဂုံကြီးနယ်သားဥဖိုးသိမ့်မှာအိုးဒါဆိုခွက်ပုံးဖိုးသိမ့်သားပဲလာဒီတဲ့ကိုလာခဲ့လက်မြောက်လာနော်မဟုတ်ရင်ပြစ်မှာလဲဆောင်တဲစီမှမိတပွင့်ကဟုတ်ခနဲလင်းလာ၏စံဖဲကလဲတဲစီတဖြည်းဖြည်းကတ်သွားသည်အရေးတစ်ခုကသူ့ကိုလေးဝက်နှင့်ချိန်ထား၏အဖိုးအိုတူအပေါ်ပိုင်းဗလာနှင့်ပစိုးကိုတူတူဝစ်ထားသည်တဲပေါ်တွင်လည်းရင်နွေးချမ်းထဲ့သည့်မြေကရားနှင့်ပဲလော်တပကံဟူးမှန်းသွားသေးလားအဖိုးအိုကသူ့ကိုမေးလိုက်သည်မှန်တာဗောဗျဟခွက်တေးကြီးမှန်တာစံဖဲကလောက်စလုံးထိထားသည်နှုတ်နဖူးကိုပိုရင်းပြောလိုက်သည်မင်းအောင်ညာကြီးတကောင်ဒီကတင်းမောင်မောဘာဖြစ်လို့လာအော်ရဲနေတာတော့ကျုပ်ကိစ္စရှိလို့ကျုပ်ရည်တာပေါ့ဗျာဒါဖြင့်ကျုပ်ကိုဘာကြောင့်ပြည့်ရလဲဟာငါဒီအချိန်ကွင်းနဲ့လာအော်ရဲနေတော့တရေထင်တာပေါ့ငါမေးတယ်လေလူလားလို့အေးလေကျုပ်ဖြေတယ်လေဗျာစံဖဲပါဆိုငါနာတယ်စံမဲ့ကြတာဟစံမဲ့ဆိုတာတင်းငယ်ငုံဆောင်မဖဲဝါရဲ့အကိုတဝဲစားတရေကြီးဆိုတာမင်းမကြဘူးလားညတကောင်ငါကွင်းနဲ့လာအော်ရဲနေတာစံမဲ့ဆိုမှတော့ငါလည်းပြစ်ပြီးပေါ့ဟာစံဖဲကစိတ်ပြက်လက်ပြက်ဖြင့်တဲပေါ်ထိုင်ချလိုက်သည်အဖိုးအိုကလည်းထိုင်သည်အဖိုးအိုဤရော်ရဲနေပြီဖြစ်သည့်ရင်ဘတ်ပေါ်တွင်လည်းစာနီများအင်ကွက်များကအပြေနေစမ်းမအောင်မင်းကဖိုးသိမ့်သားနော်ငါဖြင့်မင်းကိုရွာတဲ့တခါမှမတွေ့ဘူးကွာဖိုးသိမ့်သားကဟိုအရက်ခိုးချက်ပြီးတောက်တဲ့ကောင်သူတော်ပဲငါသိပါတယ်ကျန်တာသမီးတွေကြီးမဟုတ်လားကိုသူတော်အောက်ကမဆောခင်မဆောတင်ပြီးကျုပ်ပဲဗျကျုပ်အောက်မဆောရှင်ကလေးပဲရှိတော့တာနှုတ်မင်းမှာငါမမြင်ဘူးပဲဟာခမရလည်းကျုပ်မမြင်ဘူးပါဘူးကျုပ်ကတာစီမှာကြောင်းတက်နေတာစံဖဲကခက်ဆက်ဆက်ပြောရင်းမြေကရားကိုကောက်ကင်ကခွက်ထဲငှဲ့လိုက်သည်ရနွေးမဟုတ်ကြည်လင်နေသည့်အရေများအနံ့ပြင်းပြင်းကလည်းထောင်းကနေအဲ့ဒါအရက်တွေကျွန်တော်တောက်လို့ရလားအဖိုးအိုကမေးဆက်ပြသည်စံဖဲတမော့မော့လိုက်လေချောင်းထဲတွင်ပူကနေမျက်လုံးတို့မှိတ်လိုက်မိသည်အောက်နှခမ်းတွဲတွဲလေးဝင်းဖန့်ဖန့်မျက်နှာလေးလက်မောင်းတွဲလျက်လျက်အာစံဖဲမျက်လုံးမင်းပြန်မပွင့်ညင်နော်အဲ့လောက်လည်းမပြေးမှာဘူးကွခွေးလေးရော့အဖိုးအိုကပဲလော်ပကံကိုထိုးပေးသည်ဘာဦးစီအော်တန်းနှင့်အတူလက်ကသိန်းရိုးဘက်စီမှရင်းနှဲစီမိရင်တစ်ခုကတဲထန်သို့လာနေဒါတော့တရေမဟုတ်နော်ဘာကြီးလက်သွားတရေမနေနော်ဟေလိုးလေးငါသိတယ်ဘာဦးစီကပစိုးကိုပြင်ဝတ်ပြီးတဲအောက်သို့ဆင်းသွားလိုက်သည်ဟဲ့ဘူးလေကျုပ်ငနီပါကြက်ခိုးမှုနဲ့ဂက်ရောက်ခုတဲ့ထော်ကျိုးဆန်းလာတာငနီလားမြောက်ဝန်လိုလက်တန်ရှိရှိနဲ့ငဘောရွှေဘော့တာငနီလားဘာအိုးစီဤဖခင်များအပေါ်နောက်ထပ်ဂုံပြုပုံကြောင့်စံဖဲနောက်တစ်ချိန်ခွိကနေဖြစ်သွားရသည်မောင်နီကပြန်မဖြေသူ့တငယ်ချင်းငနီအတန်ဖြစ်ကြောင်းစံဖဲကတော့သိလိုက်၏တဲအနီးရောက်တွင်အော်ငဘောရွှေဘော့တာကြောက်ယူးငနီပဲဟုဆိုကဘာအိုးစီကတဲတဲ့ပြန်ဝင်လာထိုင်လိုက်သည်ငိုးမဖိုးကြီးဒါကြောင့်ခညာကြီးတဲတူရလုံးမလာကျင်တာမောင်နီကမကြည်မနဲ့ရေရွတ်လိုက်ရင်တဲပေါ်တက်လာသည်ဟဲ့ကိုစမ်းဖဲခညာကြောက်သွားလို့ခညာအဘာရောခညာအမခညာအကိုတွေနှမတွေရွာထဲလိုက်ရှာနေကြတာဗျသိရလားစံဖဲကဘာအိုးစီရက်ခွက်ကိုထက်ငှက်တောက်ရင်ပြုံးနေလိုက်ဟဲ့လူပြုံးမနေနဲ့ညနေကခညာတကြီးအိမ်ရှိလမ်းတိုင်းဒီလဲတွေဘက်ကိုထွက်ပြေးသွားတယ်လို့အပြိုကောင်မကျင်တဲ့တို့ကပြောလို့ကျုပ်ဒီဘက်ကိုလိုက်လာတာခုခညာနီမှာဘာလုပ်နေရလဲဘာအိုးစီကပစိုးကိုပေါင်းမော်အထိလန်တင်ရင်
စံဖဲထံမှခွက်ကိုဆွဲယူကတစ်ခွက်ငှဲ့လိုက်သည်ဟဲ့ငနီဒီကောင်မင်းတငယ်ချင်းလားဟုတ်တယ်ဗျအေးဒီစောက်ယူဟိုလက်ကသိန်းမောင်ကြီးတဲ့တယောက်ထက်လာအော်ရဲနေလို့ငါလောက်လေးနဲ့စောပလိုက်တာဟာခညာကြီးကနည်းနည်းပါးပါးမေးမှာပေါ့ဗျာမတော်မျိုးလုံးနေမှန်ကုန်မှဖြင့်ဒါဘိုးเจ้าသားဗျသူ့မွေးစားအဖေကတရေဘိုးကြီးဗျစံဖဲဘိုးလေးနဲ့တနက်ရှင်းပြနေတော့ကျုပ်ကိုယ်တိုင်ကြည့်ခဲ့တာသူ့ကိုဒီနေ့ဒီပါကိုလာဖို့တာလဲပလိတ်ဝန်တော့ဘိုးပဲမော်တာကားကြီးနဲ့လာဖို့တာကြခညာပါမှတ်ကျုပ်တို့လိုတစ်ခုခုဖြစ်လို့ကတော့ခညာကြီးကိုပလိတ်ကလာဖမ်းချုပ်မှာထို့အခါမှဘာအိုစီမှာမျက်နှာလေးငဲသွား၏သူကမှောင်ကြီးမဲကြီးတဲ့လာရီနေတော့ငါလည်းတရေမှတ်လို့ပါမောင်ရဒီလိုမှန်းသည်ဘယ်လုပ်ပါမလဲဟာအတန်ကလေးတိမ်သွားရင်စံဖဲကိုဇက်ကလေးပူကကြည်သည်ဘာအိုစီကထသွားပြီးတဲထုတ်တန်းပေါ်မှာတစုံတစ်ခုကိုယူလိုက်သည်မပြန်ညနေအောင်လေငါတိမ့်ထားတဲ့အမဲကြောက်လေးဖုတ်ပေးမယ်မောင်နီတူကြီးမင်းလည်းတောက်လားငါမှအရက်3လုံးရှိသေးတယ်မောင်စံဖဲငါတူဘာကြီးအိုးစီတဲရောက်တော့ချသွားကြဘာအိုးစီကအမဲကြောက်3ချောင်းကိုကိုင်းကတဲပေါ်မှာလွှားကနေစင်စက္ကန့်ပိုင်းအတွင်းမီးဖိုပြီးအမဲကြောက်ဖုတ်တော့ရင်ဟေ့ကိုစံဖဲပြောစမ်းမအောင်ဗျဘယ်နဲ့ခမရလက်ခွင်းနဲ့လာအော်ရဲနေတယ်ဆိုဘာဖြစ်လို့လဲစံဖဲကသွားကြီးကိုဖြီးလိုက်သည်မောင်နီပြောလေဗျတကြီးရပိုင်းသမီးကဘသူမြနုလေငါညနေကတကြီးအိမ်မှာသူ့ကိုတွေ့ခဲ့တယ်ငါသူ့ကိုကြိုက်တယ်ကွာမြင်မြင်ချင်းကိုကြိုက်သွားတာအခုရရင်အခုယူခြင်းလောက်အောင်ကိုကြိုက်တာဟဲ့လူမောင်နီကတဲအောက်တွင်အမဲကြောင့်ဖုတ်နေသောဘာအိုးစီကိုမျက်စာပစ်ပြလိုက်ပြီးအတန်ခတ်တိုးတို့ဖြင့်ဒီမှာမပြောနဲ့ဗျကိုစံဖဲစံဖဲကမရတော့အရက်ကလေးကလည်းနှစ်ခွက်ခန့်ဝင်နေပြီမို့ဘာဖြစ်လဲကွာချစ်လို့ချစ်တယ်ပြောတာပဲညနုကိုငါတကယ်ချစ်သွားတာမောင်နီယာဒါကြောင့်ငါကြည်နူးလွန်ပြီးလီလဲကွယ်ထဲငါကိုငါသဘောတွေကြပြီးလာရီးနေတာဟိုအချုပ်ထဲမှာတွေ့ခဲ့တဲ့ကိုချစ်ကောင်းမင်းသိတယ်မဟုတ်လားသူပြောတာပါငါရဲ့မြဟုတ်လားဟေးဟေးငါလည်းငါရဲ့မြကိုရှာတွေ့သွားပြီကွဟာဟာမောင်နီကခေါင်းကိုတွင်ကုတ်သည်ကဲပြန်လိုက်ခဲ့တော့ဗျာရွာတဲ့ခညအညိုတွေကပတ်ရှာနေကြတာစိတ်ပူရော့မယ်ခဏလေးပါမောင်နီယာမင်းလည်းတစ်ခွက်တော့ရော့ငါ့ကိုမြနုအကြောင်းလေးတွေပြောပြစမ်းပါရော့ချက်ကိုစံပဲမရစ်ပါနဲ့ဗျာပြန်ညရအောင်ဟဲ့ကောင်ကနီတစ်ခွက်ချဆိုချစမ်းကွာမောင်နီမလွန်ဆန်းနိုင်ငယ်ကြောက်မဟုတ်လားခရီးတစ်ခုစုံသည်ခြေတလန်းမှာစတဲ့ကဲ့သို့အရက်တစ်လုံး၏အစုံသည်လဲအရက်တစ်ခွက်မှပင်စသည်မဟုတ်လောဒီတော့တစ်ခွက်ဝင်သွားသောမောင်နီနှင့်3-4ခွက်ဝင်သွားသောစံဖဲတို့သည်တဲတောင်တွင်ထောင်ထားသောဘာအိုးစီ၏တော့အရက်နှစ်ပလင်းကိုမျက်စောင်းထိုးချေသည်ကမဆန်းရအမဲကြောင့်မိသည့်နံကလေးကလည်းတင်းပြန်ရှိလာသကိုကိုစံဖဲထဗျာထမိုးလင်းနေပြီစံဖဲကမျက်လုံးတို့ကိုဖွင့်ကြည့်လိုက်သည်အညာဆောင်ထူထူတစ်ထဲကသူ့ကိုယ်ပေါ်မှာနှာခေါင်းထဲတွင်အမဲကြောင့်မိသည့်နံသူထထိုင်လိုက်သည်တဲရှဲမီးဖိုလေးဘေးတွင်မောင်နီကပစိုးချုံကမီးလုံနေအာရေငတ်လိုက်တာကွာခေါင်းကလည်းကတ်စံဖဲကထလိုက်စဉ်တော့အရက်ပလင်းလွတ်နှလုံးကိုတိုက်မိပြီးအတန်များမြည်ကုန်သည်ညများသွားတာပဲဟိုဖိုးရောမောင်နီသွားပြီဗျကျုံနိုးကလေးကဒင်းကြီးမရှိတော့သွားပြီကိုစံဖဲရေသွားပြီစံဖဲကမိဘုံဘေးတွင်ဝင်ထိုင်လိုက်သည်လေကွင်းထဲတွင်မြူတို့ကမကွဲသည်နေထွက်စာဖြစ်တော်လဲအေးဓာတ်ကစိတ်နေစေဘယ်ဟိုသွားတာလဲဟာသူ့ဟာသူသွားတာဘာဖြစ်တော့ဘာဖြစ်ရမလဲခညညဘာတွေပြောခဲ့တယ်လဲဟာငါဘာပြောလို့လဲတကြီးရပိုင်းသမီးမြနုအကြောင်းနဲ့
ခမရဘာပြောခဲ့တယ်လဲအေးလေငါချစ်လို့ချစ်တယ်ပြောတာဘာဖြစ်တော့ဟာအဲ့ဒီဖိုးကြီးနာမည်အိုးစီတဲ့အိုးစီလိုပဲနာနာထုပြီးမှထွက်တဲ့အတန်လိုလူဗျဒီအရက်ထဲလူတကာမကောင်းကွက်ကိုဂုံသတင်းတက်ပြီးလိုက်ပြောတယ်လုံးလို့အိုးစီလိုနာမည်တွေးနေတာမင်းပြောတာငါနားမလဲခညမကြဘူးလားညကကျုပ်ဖေကိုငဘောရွှေပေါ်ဖာညာရှေ့မှာခုံတက်ပြီးပြောနေရလေခုလဲဒီချိန်လောက်ဆိုအဲ့လူကြီးရွာတဲ့လှည့်ပြီးခညအကြောင်းပြောနေလောက်ပြီငါအကြောင်းဟုတ်လား तू ကဘာပြောမှာတော့ဟာဘာပြောရမလဲတကြီးသမီးများနူကိုကြိုက်လို့လက်ကစင်းရိုးမှာလောင်းအောင်နေတဲ့မြေရာယူဆန်ဖက်ဆိုပြီးရွာတဲ့လိုက်ပြောတော့မှာပေါ့ဗျဟေးအဲ့လိုကြီးလားမနဲ့နေမထွက်ခင်ကထသွားတာလားမသိဘူးဘုလောက်ဆိုရွာတဲ့ဒီသတင်းကတေချာပေါက်ပြန့်နေပြီတကြီးရာပိုင်းတို့တောင်သိလောက်ပြီးထင်းတယ်ဒုက္ခပါပဲဗျာဘာဒုက္ခလဲဟာမောင်ကြီးက तू ပြောပေးလို့များနုတိသွားရင်ငါတော့ပြောရတတ်တာသည်ဟုတ်တယ်ခညအယူထားပြီးလက်ွက်ထဲလာအော်ရင်နေတာတင်ဟိုကပြန်ကြိုက်မလားတရွာလုံးကလည်းဒီကိစ္စသိထားတော့ထို့အခါမှစံဖဲမျက်နှာတစ်ခုလုံးထူပူသွားသည်ဟာအေး तू ငါ့ကိုစောက်ယူလို့ထင်တော့မှာပေါ့အေးလေဗျာအဲ့ဒါပြောနေတာမနေ့ညနေကလည်းခမည်းတကြီးအိမ်ရှိဦးကြောင်ကြောင်လှုပ်လို့မက်ကျင်ရွယ်တို့ကလောင်းလှုပ်သေးတာမဟုတ်လားအဲ့ဒါကိုဘာအိုးစီကြီးမှစိတ်မြဲထက်ရောက်သွားရတယ်လို့ဒီချိန်တော့စံဖဲခေါင်းကုပ်ရသည့်အလေတပတ်လုံးစံဖဲအိမ်ထဲကမထွက်တော့သို့တော့စံဖဲတကြီးသမီးမြနုကိုကြိုက်နေသည့်တရင်ကမဲတော်တရွာလုံးသို့ပတ်နေကြပြီစံဖဲကတာစီမယူလာသောအင်္ဂလိပ်ဘုတ်အုံများကိုဖတ်လိုက်သူဤဒဏ္ဍာရီရဲ့ကြပြားမပီစာမပီများရေးလိုက်ဖြင့်အိမ်တွင်အောင်းနေသည်မိဘများနဲ့စကားပြောလိုက်နှမငယ်ဖြစ်သူမဆောရှင်ဖြင့်စော့လိုက်လုံရင်းသူ့စိတ်ကိုဖြေးပြောင်းနေ၏စံဖဲမင်းကတော့ကွာငါပြောနေပါရဲ့တကယ်မိခဲမှာတက်ကင်တာကိုကွကိုသူတော်ကတော့ထို့နှဲခက်ရွယ်ပြောသည်မောင်နီလဲစံဖဲထံသို့ပေါ်မလားပေါ်လာသူကကိုသူတော်ဤရီစားမလှဖို့ထေရှူတတာဘုံတော်တွင်ဒဏ္ဍာရီစာအုပ်ကိုတင်ပြီးဖောင်တိန်ဖြင့်စံဖဲကစာရေးနေသည်မလှဖို့ကကိုသူတော်နှင့်စကားပြောပြီးသည်နှင့်စံဖဲရှိရာသို့ရောက်လာ၏မောင်စံဖဲကလှည့်ကြည့်လိုက်သည်မလှဖို့ကရီးပြ၏စံဖဲကလည်းပြန်ရီးပြသည်မနေ့ကတကြီးအိမ်မှာလှဲသွားငှားရင်မမြနုနဲ့တွေ့ခဲ့တယ်မလှဖို့စကားကြောင့်စံဖဲဥကြောင်ကြောင်ဖြစ်သွား၏လာမဲ့တပေါင်းလာမှာမမြနုအကိုပုဒုံလဘရဟန်းအလူခံမွဲရှိတယ်အဲ့ဒါအခန့်ဇက်ဖြစ်အငိမ့်ဖြစ်ထဲ့မှာတဲ့အော်ဟုတ်ကဲ့အဲ့ဒါမမြနုကမေးနေတယ်တာစီမှာဘယ်ဇက်ကောင်းလဲတဲ့ဗျာအော်မမြနုကမောင်စံဖဲကိုမေးခိုင်းလိုက်တာမောင်စံဖဲကတာစီမှာဘိုးချောင်းတက်နေတာဆိုအငိမ့်နေတဲ့ပင်နေနှံ့ဆက်ရှိမှာပဲလေတဲ့အဲ့ဒါစံဖဲရင်နဲ့ဒိန်တလိန်တက်ချီလေပြီကျုပ်ကသူကတိလို့လားဗျမောင်စံဖဲမော်တော်ကားကြီးနဲ့လာတဲ့နေ့ကလာကြည့်တဲ့လူအုပ်ထဲသူလည်းရှိနေတယ်လေစံဖဲမှာခြိလက်များအေးဆက်လာသည့်အထိအဲ့ဒါဗဇက်များကောင်းလေလို့မမြနုကမောင်စံဖဲကိုဟိုကျုပ်ရုတ်တရက်ဆိုတော့ခေါင်းထဲကမထွက်လို့ပါပြီးတော့အခုလဲကျုပ်ဒဏ္ဍာရီရေးနေတာဆိုတော့လေမအားလို့နောက်မှတေချာစဉ်းစားပြီးပြောပေးပါမယ်နော်မလှဘူးနော်စံဖဲကဥလဲဖြင့်ထင်းရှူတစ်တာပေးပြန်ထိုင်ကဖောင်နှင်းကိုကောက်ကင်လိုက်၏မလှဘူးလဲဘာဆက်ပြောရမှန်းမသိသဖြင့်ပြန်ထွက်သွားတော့သည်
တပေါင်းလေးပွဲငံနေသောမဲတော်သားတို့အတွက်3 ရက်သာလိုတော့သည့်တကြီးဥရပိုင်း၏ရဟန်းခံရှင်ပြုအလှပွဲကြီးကမျောလင့်ချက်တစ်ခုအလားစံဖဲတို့ခြံဝင်းအတွင်းသို့မောင်နီဝင်လာသည်မောင်နီမင်းဘဲပြောက်နေတာတော့ဟာကြားလှပြီကောကျုပ်ဦးလေးမြနိုင်နဲ့ကပ်ဝိုင်းကိုကူဖို့မြစ်သားပဲလိုက်သွားတာဗျနည်းနည်းပပငါတော့မပြောတော့ဘူးကွာမောင်နီဤဦးလေးတော်သူကိုမြလိုက်မှာကပ်ဝိုင်းဟုခေါ်သောနဲလှက်လောင်းကစားတိုင်းလောက်ကင်သူဖြစ်သည်မပြောသွားဆိုခညကြောင်နဲ့ပါတယ်ဗျကျုပ်လိုက်သွားတာဟေးပါဆိုင်လို့လေဆိုင်မှာတော့ဗျာခညဘာဦးစီတဲမှာလေတရမ်းပြီးကလေးကရွာတဲ့ဟိုသတင်းကပြန့်တာကိုဗျခညနဲ့ကျုပ်လည်းတွဲနေရှိတော့ဟိုကောင်ကြီးကခညမမေးရဲပဲကျုပ်ကိုကြီးပလိတ်စစ်တယ်လို့ခေါ်စစ်နေတော့တာဘဲကောင်းကြီးတော့ဟာခညဟာမရဲ့အကူငပုပေါ့ဗျာသူ့တပည့်တွေနဲ့ကျုပ်လားလာခေါ်ခိုင်းပြီးကိုမေးတာဟေးဘာတွေမေးတာတော့ခညအကြောင်းတွေပေါ့ဗျာစုံလို့ပဲခညကသားစီမဘလို့နေတာလဲဘာလဲပေါ့ကျုပ်လဲပိုသားသားလေးပြောပေးလိုက်တယ်အရေးပိုင်နဲ့တောင်တနက်ရှင်းပြစ်တာလို့ဟေးမင်းကဒီကောင်ကြောက်သလားကြောက်တာတော့မကြောက်ပါဘူးဗျာဒါပေမဲ့ဒင်းကတကိုးထက်နေတာလေဗျာခညလည်းသတိထားအောင်မဲဘာသတိထားမှာတော့ကျုပ်သတင်းကြပါတယ်ခညအိမ်ထဲကနေအိမ်မြင်အောင်မထွက်ရဲဘူးဆိုဟဲ့ကငါဒီကောင်ကြောက်လို့မဟုတ်ဘူးကွဘာအိုးစီလက်ရမျက်နာမှာအညိုအမဲတွေမပြောက်သေးလို့ရဲ့ရွာလူတွေကိုရှက်လို့မထွက်တာမယုံမောင်ကိုစံဖဲရမယုံရင်ခုတကြီးအိမ်မင်းနဲ့ငါနဲ့သွားမလားမလှပေါ်ကတဆင့်ညာနူကိုယ်တိုင်ဒီနေ့ပဲငါ့ကိုဖိတ်ထားတာစိမ့်လိုက်လေဗျာဟိုမှာလည်းအလူပွဲအလုတ်အကင်ဆိုတော့အပြိုတွေစုံနေတာခမည်းသွားရင်ကျုပ်လိုက်ရဲတာပေါ့ကိုစံဖဲရအေးဒါဆိုပြီးရောတကြီးခြံဝင်းကလူအများဖြင့်ရှုပ်ထွေးစူညံနေသည်9 ရက် 9 လီကျွေးမွေးမည်ဖြစ်သောအလှပွဲအတွက်ပြင်ဆင်စရာများကိုပြင်ဆင်နေကြ၏စံဖဲကသူ့အကိုသူတော်အားတာစီတွင်တက်ဝဲခိုင်းထားသည့်ရဟန်းဆောင်ထီဖက်နှက်တစုံပို့ပွားတစ်ပိုင်းတို့ကိုကိုင်းလျက်ခြံဝင်းအပြင်တွင်တစ်ချက်မတ်တက်ရက်လိုက်သည်ဟဲ့လူဝင်လေဗျာခညလည်းအဝရောက်မှမောင်နီဒီနာရောက်မှငါကြောက်လာပြီကွဘာလဲစစ်ပြန်ငပုကိုလားဟေ့ယောက်ျားချင်းချင်းဘယ်ကောင်းမှမကြောက်ဘူးကွဟိုမြနုကိုကဲဝင်မာတာဝင်စမ်းပါဗျာမောင်နီကစံဖဲကိုခြံဝင်းအတွင်းသို့တွန်းလှုပ်သည်တကြီးခြံဝင်းထဲရှိမကြီးပင်ရိပ်တွင်ကျက်သွန်တင်နေကြသောအပြိုကောင်းမက်ကျင်တွေကစံဖဲကိုမြင်သည်နှင့်အပြိုတတိုက်ကိုမျက်စာပစ်ပြလိုက်သည်ထို့နောက်မက်ကျင်တွေကမက်ကြီးအောင်ဤကိုလေးအိုးတချင်းအချီပိုက်ကိုဆိုလိုက်သည်စားချင်နောင်မီလောင်ပေါက်တယ်မြလာခြင်းမောင်ညီမောင်ကြောက်တယ်သူကဆိုတယ်ပြိုလေးများတန်မြိုင်လိုက်អော်လိုက်ကြ၏ဘသူကဆိုလဲမက်ကျင်တွေကပကိုးရာစစ္စတာနဲ့နေပါအပြိုတတိုက်ကတူတူရေဝါတဟာဟာအော်ရီတမ်းများကြောင့်စံဖဲရောမောင်ဒီပါချီလန်းများအယောင်ယောင်အမှားမှာဟဲ့ကမရီတိတ်ဆန်းခက်ထထန်အတန်တကြောက်မက်ကျင်တွေခေါင်းဆောင်သောအပြိုတတိုက်အတန်တိကနေပိတ်သွား၏ခြံဝင်းအတွင်စူညံနေသူများပါတိတ်ဆိတ်သွားသည်စံဖဲကအတန်ရှင်လာရာအိမ်လှေကားကိုလှမ်းကြည့်လိုက်၏မဟာဆန်းဆန်းထုံထားသောစရုံပဒုံမှာပိတ်အိမ်ကြီးအနှိပ်ရောင်ထမိန်အဝါရောင်ဖြင့်အမျိုးသမီးတဦးဆင်းလာသည်ချုံမြနှာခေါင်းနှင့်ပါလှက်နှခမ်းလေးများကစိုးစေးကြောင့်ခက်ရဲရဲသူမကစံဖဲကိုပြုံးပြလိုက်သည့်အခါဘဲဘဲပါပြင်ပေါ်မှစပယ်တင်မှဲ့ကလေးကလှုပ်ခတ်သွားသည်မောင်နီပင်ထိုအလှတွင်ငေးမော့နေ၏မောင်ကြီးစံဖဲထင်ပါရဲ့အိမ်မော်ကိုကြွပါရှင်ဖေဖေတို့ကိုကိုတို့လည်းရှိပါတယ်စံဖဲမှာထိုမိန်းကလေးကိုကြောင်ပြီးကြည်နေသည်
ကိုစံဖဲသွားလေမောင်နီကခါကိုတို့၏အော်ဟောအေးမင်းကလေးကစံဖဲကိုရှွှွှွန်းဆားဆားကြည့်ပြီးလစ်ခနဲအိမ်မော်ပြန်ပြေးတက်သွားသည်အဲ့ဒါဘသူတော့မောင်နီအဲ့ဒါတကြီးဥရပိုင်းသမီးမြားနူလေဗျာခညဘာဖြစ်နေခညပဲကြိုက်လာကြီးရဲ့ဆိုအခုဦးကြောင်ကြောင်လုံနေလာပါဗျာအိမ်မော်တက်စို့မဟုတ်ဘူးမောင်နီမဟုတ်ဘူးဟာဘာလို့မဟုတ်တာလဲငါပြောတာ तू မဟုတ်ဘူးသူ့ကိုငါမသိဘူးငါပြောတယ်မြားနူက तू မဟုတ်ဘူးဟာမှားကုန်ပြီထင်ပါတယ်ကွာမောင်နီကခေါင်းကိုကုပ်ရင်းဟာဟဲ့လူခညတော့ပြဿနာရှာပြန်ပြီဗျာအခန်းလေးစက်ရံ